မင်္ဂလိတယောက်ဟာသူ့သမီးလေးကိုပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ဆေးရုံကိုခေါ်လာခဲ့တယ်။ဒါပေမဲ့ဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတော်တော်လေးကိုတောင်လုသွားခဲ့တာပေါ့။ဘာလို့လဲဆိုတော့အဲ့ဒီဆရာဝန်က9နှစ်အရင်ကသူ့ရဲ့ချစ်သူဟောင်းချစ်နေလို့ပါပဲ။ဒါပေမဲ့အန်တိုရှယ်အကောင်ဆုံးကတော့သူ့ရှေ့တဲ့မှာရက်နေတာတောင်အဲ့ဒီလူကသူ့ကိုမမိခဲ့တာပါပဲ။သူ့ရှေ့မှာရက်နေတဲ့ကလေးမလေးကသူ့ရဲ့သမီးအရင်ဖြစ်နေတယ်ဆိုတာကိုလည်းသူမသိခဲ့ဘူး။တကယ်တော့9နှစ်အရင်တုန်းကဒီမင်္ဂလိဟာပေါင်နီးရအလေးချင်းရှိတဲ့ဝဖွင့်ဖွင့်နဲ့ရိုးသားဖြူစင်တဲ့မင်္ဂလိတယောက်ပေါ့။ဒါပေမဲ့အဲ့ဒီတုန်းကတည်းကသူဟာထိတန်းစမ်းတာတဲ့ကောင်လေးတယောက်နဲ့3နှစ်ကြာရုပ်ဝက်ဆက်ဆံရေးကိုထိန်းသိမ်းထားခဲ့တာပါ။အစားပိုင်းမှာတော့သူ့ရဲ့စစ်မှန်တဲ့အချစ်ကဒီကောင်လေးရဲ့နှလုံးသားကိုသိမ့်ပိုက်လိုက်ပြီလို့သူထင်ခဲ့မိတယ်။ဒါပေမဲ့တနေ့မှာတော့သူကိုဝင်ရှိနေပြီဆိုတာကိုပြောရှင်စွာနဲ့ပြောပြဖို့သွားတော့မှဒီကောင်လေးကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့စကားပြောနေတာကိုမတော်တဆကြားလိုက်ရတယ်။အဲ့ဒါကအချိန်ဖြုံးတာတတ်ဖြစ်ပြီးမကြခင်မှာပဲသူ့ကိုထားခဲ့ပြီးနိုင်ငံခြားသွားမယ်လို့ပြောနေတာကိုနှလုံးသားကွဲချစ်သွားခဲ့ရတဲ့အတွက်သူဟာဒီကောင်လေးရဲ့ဘဝထဲကနေထာဝရပြောက်ကွယ်သွားပြီးကလေးကိုတယောက်တည်းပြုစုပြောထားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဝဲနစ်စရာခေါင်းတာကတော့အာဟာရချိုးရဲမှုကြောင့်သူ့ဟမြောက်ကလေးတွေကတယောက်ပဲအသက်ရှင်ခဲ့ပြီးအဲ့ဒီကလေးမှလည်းနှလုံးရောဂါမူရပါလာခဲ့တာပေါ့။ဒါကြောင့်သူသမီးလေးကိုကယ်တင်ဖို့အတွက်သူဟာ3လအတွင်းမှာပဲကိုအလေးချင်းအားလုံးကိုချပြပြီးလုံးဝပင်သွယ်သွားခဲ့တယ်။သူနဲ့အရေးချင်းတွေနဲ့ပဲထိတ်တန်းကြွယ်တဲ့ပစ္စည်းဒီဇိုင်နာတယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့သူသမီးလေးကိုဆေးရုံပြဖို့ခေါ်သွားတဲ့အခါနိုင်ငံခြားကနေပြန်ရောက်လာတဲ့ချစ်သူဟောင်းနဲ့ပြန်တွေ့လိမ့်မယ်လို့သူဘယ်တော့မှမထင်ခဲ့မိဘူး။ကံကောင်းစော်နဲ့ပဲသူဟာနာမည်ပုံပန်းတန်နဲ့သူ့ရဲ့ပုံစံတစ်ခုလုံးကိုပြောင်းလဲထားခဲ့တာပေါ့။ဒါကြောင့်သူရှေ့မှာရက်နေတဲ့အခါဒီကောင်လေးကသူ့ကိုမမိခဲ့တာပါ။ဒါပေမဲ့ဒီမိန်းကလေးဟာ9နှစ်လုံးသူ့ကိုဒီကောင်လေးကရှာဖွေနေခဲ့တယ်ဆိုတာကိုမသိခဲ့ဘူး။သူတို့ရဲ့ဆက်ဆံရေးဟာအစပိုင်းမှာဟာသားတစ်ခုဖြစ်ခဲ့ပေမဲ့ဒီကောင်မလေးရဲ့ဖြူစင်တဲ့နှလုံးသားနဲ့အကီးကင်းစင်မှုကသူ့ကိုတကယ်ပဲချစ်မိသွားခဲ့တာပေါ့။သူတကယ်ပဲချစ်မိသွားခဲ့တာပါ။အဲ့ဒါကြောင့်သူနိုင်ငံခြားကနေပြန်လာတဲ့အခါပထမဆုံးလုပ်ခဲ့တာကတော့သူနဲ့ပတ်သက်တဲ့တဲလုံးဆက်တစ်ခုခုကိုမျှော်လင့်ပြီးကျောင်းအစည်းအဝေးကိုတက်ရောက်ခဲ့တာပါပဲ။ဒါပေမဲ့လူတွေရဲ့တီးတို့ပြောဆိုတဲ့တွေကိုကြားပြီးနောက်မှာတော့သူဒေါသတကြီးနဲ့အဲ့ဒီနေရာကနေထွက်ခွာသွားခဲ့တယ်။ဒါပေမဲ့သူအပြင်ရောက်ချင်းပဲသူချစ်သူဟောင်းနဲ့တိုက်မိပြီးနှစ်ယောက်သားမတော်တဆထပ်ပြီးမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒီမိန်းကလေးရဲ့မနာလိုတတ်တဲ့သူထေကအခင်းအကျင်းတစ်ခုလုံးကိုမြင်လိုက်ရတယ်။တကယ်တော့သူထေမကဒီဆရာဝန်ကိုသဘောကျနေခဲ့တာလေ။သူထေမကမိန်းကလေးကိုအော်ငေါ့ပြီးအဲ့ဒီနေရာမှာဘာလုပ်နေတာလဲလို့ချက်ချင်းပဲမေးလိုက်တယ်။မိန်းကလေးကတော့ဖိုင်တစ်ခုလာပို့တာပါလို့အေးဆေးပဲရှင်းပြခဲ့တယ်။ဒါပေမဲ့သူထေမကသူ့ကိုအလုတ်ထုတ်ပစ်မယ်လို့ချိန်ချောက်လိုက်တယ်။စိတ်ဖိစီးမှုတွေများနေတဲ့အဲ့ဒီအချိန်မှာမိန်းကလေးကသူ့ရဲ့ချီချင်းဝတ်ကိုခွေမိသွားခဲ့တယ်။ဆရာဝန်ကမြင်တဲ့အခါသူ့ကိုအိမ်ပြန်လိုက်ဖို့ဖေးမယ်လို့ချက်ချင်းပဲကမ်းလှမ်းလိုက်တယ်။အစပိုင်းမှာတော့သူညှင်းဆန်ခဲ့တယ်။ဒါပေမဲ့ဒီလူကသူ့ကိုမမေးပဲလက်ထဲပွေ့ချပြီးကားစီကိုခေါ်သွားခဲ့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတော့သူထေမဲ့ရဲ့မျက်နှာဟာမနာလိုစိတ်နဲ့ရဲရဲနေသွားပြီးအဲ့ဒီမိန်းကလေးကိုသင်ခန်းစာတစ်ခုမဖြစ်မနေပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။ကားထဲမှာဆရာဝန်ကကျွန်တော်တို့အရင်ကတွေ့ဘူးလားလို့မေးလိုက်တယ်။မိန်းကလေးကတုံးဆိုင်သွားပြီးရှင်ပါကိုဆိုလိုတာလည်းမသိဘူးလို့ပြန်ဖြေခဲ့တယ်။ဆရာဝန်ကသူ့ဖုန်းကိုယူပြီးသူ့ရဲ့နံပါတ်ကိုတင်ထားလိုက်တယ်။သူ့သမီးလေးနောက်ထပ်ချင်းဆုံမှုရှိခဲ့ရင်သူ့ကိုတိုက်ရိုက်ဆက်သွယ်ဖို့ပြောခဲ့တာပေါ့။တကယ်တော့ဆရာဝန်ကသူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုမှာပဲဒါဟာသူတစ်ချင်းကချစ်ခဲ့မှုတဲ့အကောင်မလေးဖြစ်တယ်လို့စတင်တန်တရားဝင်နေခဲ့တာ။အဲ့ဒါကြောင့်သူလွတ်ဝက်ဆုံးဆမှုတစ်ခုကိုလည်းစတင်ခဲ့တာပေါ့။နောက်တနေ့မှာတော့ဒီမိန်းကလေးအလွတ်ကနေပြန်တော့မယ်ဆိုတော့သူ့တထဲကတားလိုက်တယ်။သူကဆရာဝန်ရဲ့ရီစားဖြစ်တယ်လို့လိမ်လည်ပြောဆိုပြီးမိန်းကလေးကိုဒုက္ခပေးဖို့အတွက်လေးလံတဲ့နမူနာတွေကိုဂိုးတောင်တစ်ခုစီပို့ခိုင်းလိုက်တယ်။ညဘက်မှာတော့မိန်းကလေးကသူ့သမီးလေးအိမ်မှာတယောက်ထက်ကြံခဲ့တယ်လို့ပြောပြခဲ့တယ်။ဒါပေမဲ့တထဲမှာကသူ့ကိုအလုပ်ထုတ်ပေးမယ်လို့ချင်းချောက်ခဲ့တာကြောင့်မိန်းကလေးဟာအကိုရမဲ့စွာညက်သဟိုးတူပြီးညဘက်မှာလေးလံတဲ့နမူနာတွေနဲ့အတူဂိုးတောင်ကိုသွားခဲ့ရတယ်။ဒါပေမဲ့ဖျက်အလားလဲမှာရေမောင်းကသူ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်လာခဲ့တာကြောင့်ဒီမိန်းကလေးကသူ့ယောက်ျားကိုဖုံးခေါ်နေဟန်ဆောင်ပြီးကိုအိမ်ပြန်လာပြီးတခါမှစောင့်နေတော့လို့လိမ္မာပါနဲ့ဆွာဖြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတော့ရေမောင်းကသူ့ယောက်ျားအစ်စ်ကသူ့ကိုစောင့်နေတယ်လို့ထင်သွားတာကြောင့်သူ့ကိုလုံခြုံစွာချပေးခဲ့တယ်။ဒါပေမဲ့တကယ်တမ်းဘယ်သူမှမရှိဘူးဆိုတာသတိထားမိတဲ့အထာသူပြန်လာပြီးမိန်းကလေးကိုစွန့်ကားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆရာဝန်ရောက်လာခဲ့တဲ့အချိန်မီလေးကိုရောက်လာတာပေါ့။ဆရာဝန်ကသူ့ကိုဖမ်းဆီးပြီးရေမောင်းကိုရိုက်နှက်ကရဲကိုခေါ်ပြီးဖမ်းခိုင်းလိုက်တယ်။ဒီအဖြစ်အပျက်ဒီအားလုံးကိုကြည့်ပြီးတော့မိန်းကလေးဟာတော်တော်လေးကိုစိတ်လှုပ်ရှားသွားခဲ့တယ်။ကဲဘာဒီဆက်ဖြစ်မလဲသိချင်ရင်တော့ဒီဗီဒီယိုလေးကိုလိုက်လုပ်ခဲ့ပါဦးနော်